ဒီဗီဒီယိုလေးဟာကျေးဇူးတင်စကားပြောခြင်းလို့ပါကျေးဇူးတင်စကားပြောခြင်းလို့ပါဗုဒ္ဓဘာကြောင့်ရောင်ကြီးထွက်တယ်လဲခန္ဓာကိုယ်ကရောင်ကြီးထွက်တယ်ဆိုတော့စဉ်းစားတဲ့အခါမှာအဖေထွက်သွားတယ်ဆရာသိပ္ပံဘက်ကနေသိပ္ပံပညာရှုထောင့်ဘက်ကနေစဉ်းစားပြီးအဖြေထွက်သွားတယ်ဗုဒ္ဓကဘာဖြစ်လဲပဋ္ဌာန်းကျမ်းကိုစင်ကြင်ရင်လို့ပြောတာဟုတ်တယ်မလားပဋ္ဌာန်းကျမ်းကိုစင်ကြင်ရင်ရောင်ကြီးထွက်တယ်လို့ပြောတာပဋ္ဌာန်းကျမ်းကိုရွတ်တာမဟုတ်ဘူးနော်စင်ကြင်ရင်လို့ပြောတာဟုတ်တယ်မလားအဲ့တော့ဘာလဲဆိုတော့ပဋ္ဌာန်းကျမ်းကဘာလဲဆိုတော့ပဋ္ဌာန်းကျမ်းကိုစင်ကြင်ရောင်ကြီးထွက်တယ်ရောင်ကြီးစွာအလင်းပဲအလင်းဆိုတာစွမ်းအင်တစ်မျိုးပဲစွမ်းအင်ရဲ့ equation ဟာရှိပြီးသား E ညီမျှခြင်း mc square အဲ့ဒါ Einstein ရှာတွေ့ထားတာ E ဆိုတာ energy ကိုပြောတာ m က mass ကိုပြောတာ c square c ကအလင်းရဲ့အလျင်ကိုပြောတာခန္ဓာကိုယ် mass ထားလိုက်စိတ်ရဲ့အမြန်နှုန်းနှစ်ထပ်နဲ့လှည့်ပြီးတော့မြောက်လိုက်လို့ရှိရင်ခန္ဓာကိုယ်နဲ့ mass ထဲမှာ mass နဲ့မြောက်လိုက်လို့ရှိရင်ခန္ဓာကိုယ်ကနေအလင်းထွက်တယ်ခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်ဖြစ်တဲ့ mass ထဲမှာဗါလဲဆိုဆဲတွေဂရေနဲ့ခြီးပြီးရှိတယ်လေဆဲတွေဂရေနဲ့ခြီးပြီးရှိအဲ့ဒီဂရေနဲ့ခြီးပြီးရှိတဲ့ဆဲတွေကိုဘာလုပ်လဲဆိုစိတ်ရဲ့အမြန်နှုန်းလက်ဖြစ်တတွက်မှာဂရေတသိန်းဖြစ်တယ်လို့ဖေရဟောထားတာဟုတ်တယ်မလားအဲ့လိုဟောထားရလက်ဖြစ်တတွက်အတွင်းမှာလက်ဖြစ်တစ်ပြည့်အတွင်းမှာဂရေတသိန်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဂရေတသိန်းနဲ့ mass နဲ့ grade တသိန်းနှစ်ထပ်နဲ့ mass ခန္ဓာကိုယ်ရဲ့ဆဲတွေနဲ့မြောက်လိုက်လို့ရှိရင်ခန္ဓာကိုယ်ကနေပြီးမှအလင်းထွက်တယ်ဟုတ်လားအဲ့ဒီအဖြေကိုထွက်ဖို့အတွက်ဆိုလို့ရှိရင်ဘသူ့ကိုကျေးဇူးတင်ရမလဲဆရာကြီးဦးတင်အေးကိုကျေးဇူးတင်ရမယ်ဆရာကြီးဦးတင်အေးဆရာကြီးဦးတင်ရဆရာကိုစာအုပ်တွေပေးဖတ်တယ်လေဘာစာအုပ်ပေးဖတ်လဲဆိုခါရအချိန်ရဲ့သမိုင်းအကျဉ်းဆိုတာ Stephen Hawking ရေးထားတာလေအချိန်ရဲ့သမိုင်းအကျဉ်းဆိုတာဒီအဲ့လေးဖတ်တဲ့အခါမှာဆရာဘာရလဲဆိုအင်းညီမြကြီး mc square ဆိုတာဘာလဲဆိုသိသွားတယ်လေအဲ့ဒီဟာကိုမှအဲ့ဒီစာအုပ်ကိုဖတ်တဲ့အခါကျတော့အဲ့ဒီဟာလေးကဘာလဲအင်းညီမြကြီး mc square equation သိသွားတယ်လေအကယ်၍များအဲ့ဒီစာအုပ်ကိုသာဆရာဖတ်မထားဘူးဆိုလို့ရှိရင်အခုလိုတွေးဖို့အဖြေထွက်မှာမဟုတ်ဘူးအဲ့ဒီအတွက်ဆရာကြီးဦးတင်အေးကိုကျေးဇူးတင်တယ်လို့ပြောချင်တာဟုတ်လားနောက်ပြီးတော့ဘာလဲဆိုတော့ဆရာဘာဖြစ်လဲဆိုတော့သူတေသနာတွေလုပ်ပေးတယ်ဆရာသူတေသနာကိုလုပ်ပေးတဲ့အခါဘာလဲဆိုတော့ Visual Basic 6.0 နဲ့သူတေသနာလုပ်ပေးတယ်အဲ့ဒီအချိန်တော့ Visual Basic 6.0 ဆိုတာနောက်ဆုံးပေါ်နည်းပညာအဲ့ဒါကိုဆရာနောက်ဆုံးပေါ်နည်းပညာမှမသိဘူးအဲ့ဒီဟာကိုဆရာကိုစာအုပ်တွေရှာပေးတဲ့ဆရာမ2ယောက်ရှိတယ်အဲ့ဒီဆရာမ2ယောက်ကဘယ်သူလဲဆိုတော့ဒေါ်မိုးမင်းမြတ်နဲ့ဒေါ်စုဝေဖြူသူတို့လည်းကျေးဇူးတင်တယ်တင်ကြောင့်ဒီနေရာကနေပြောခြင်းတယ်သူတို့ဒီညနေကျေးဇူးတင်ကြောင်ပြောခြင်းတယ်ဟုတ်လားသူတို့ကအဲ့ဒီစာအုပ်ကိုသာပေးမဖတ်ဘူးဆိုလို့ရှိရင်ဆရာဘာမှပညာတွေတိုးတက်မှာမဟုတ်ဘူးလေသူတို့စာအုပ်တွေပေးဖတ်တဲ့အတွက်ကြောင့်ဆရာပညာတွေတိုးတယ်ပညာတွေတိုးတဲ့အပြင်ကလေးတွေကိုဘာပဲတေးချာချာသူတွေတနာလောက်ပေးလိုက်နိုင်တယ်ဟုတ်လားပတ်စံတော့မညာဘူးပေါ့ကွာပတ်စံတပီမရှားလေပတ်စံတော့မညာဘူးပေါ့စကားလေးတစ်ခုရှိတယ်တပီမရှားတပြားမရှိပီတီကိုစာအားရှိပါကြီးဆရာမပတ်သက်မရှိဘူးလေဟုတ်လားနောက်တစ်ခုကဘာလဲဘသူ့ကိုကျေးဇူးတင်ဖို့လိုအပ်သေးတယ်ဆိုတဲ့အခါကျတော့ဆရာလေဖြတ်သွားတယ်လေဖြတ်သွားတဲ့အခါကျအဲ့ရပေါ်ဘုံဘုံလဲသွားတယ်အဲ့ရပေါ်ဘုံဘုံလဲသွားတဲ့အခါကျဘာဖြစ်လဲဆိုတော့ဆရာကုဖို့ဆေးကုဖို့ဆရာမစုဆောင်းထားတာပတ်သက်မရှိဘူးဝန်ထမ်းအလုပ်လုပ်တယ်ဆိုတာဘာဖြစ်လဲဆိုတော့ဘေးပေါက်မှမရှိတာဆရာကျူရှင်လည်းမပြဘူးလေကျူရှင်မပြတဲ့အတွက်ကြောင့်ဆရာမအပေါ်ဝင်ငွေဆိုဘာမှမရှိဘူးဆရာဘာလို့လဲဆိုထမင်းစားလို့မလောက်လို့ရှင်ဆရာအော်တိုကက်အပြင်မှာလိုက်ပြတယ်အဲ့လောက်ပဲပြတာလေအဲ့ဒါလည်းအမြဲတမ်းမပြဘူးဟုတ်လားအဲ့ဒါလေအဲ့လိုဆိုအဲ့လိုလေဖြတ်သွားတဲ့အခါဘာဖြစ်လဲဆိုဆရာကိုတပည့်တွေက3သိန်းလာကြော့သွားတယ်ဘယ်သူတွေလာကြော့သွားလဲဆိုတော့ခါရမိထီလာတပည့်တွေပါပဲထွန်းလင်းဦးတို့မေလိုင်ဆိုးတို့ဝါတင်ထွန်းတို့စသည်ဖြင့်ပေါ့သူတို့လည်းကျေးဇူးတင်ကြောင်းပြောချင်တာပါ
အားကဆိုမှတ်တမ်းလေးကြံခဲ့ခြင်းလို့ကျေးဇူးတင်ကြောင်းပြောချင်တာကိုမှတ်တမ်းလေးကြံခဲ့ခြင်းလို့ပါအဲ့လေးပြောခြင်းလို့ပါ